ရှင်အခုကျမပြောမယ်ခေါင်းစဉ်ကတော့အခန်း7နင်ပန်းအဲ့ဒီပန်းရဲ့ background ပေါ့နော်ခေါင်းစဉ်ရဲ့ background ကရခိုင်ပြည်နယ်ရဲ့ကျောက်ဖြူ beach ကိုကျမယူထားပါတယ်ကျမရောက်ဖူးပါတယ်တော်တော်လှတဲ့နေရာပါရှင်အခန်း7နင်ပန်းဣသရေလရဲ့နေရာအများပြားမှာနှင်းပန်းတွေဟာပြုစုမဲ့သူမရှိပါဘဲနဲ့ပေါက်ရောက်ကြပါလေလပဆုံးချိန်ကတော့မတ်လနဲ့ဧပြီလအစောပိုင်းဖြစ်ပြီး4.2လဲမှရှိလျားပါတယ်ဣသရေလရဲ့ရိုင်းဆန်လာတဲ့နွေရာသီပန်းများကိုကြည့်မယ်ဆိုရင်နှင်းပန်းတွေဟာရေးပါအရာရောက်လှတဲ့သူပါတာသူပေါက်တဲ့ပန်းလေးများပဲဖြစ်ပါရှင်ပန်းရိုင်းလေးဟာလှပတဲ့စကြောတက်လေးလိုပါပဲဆွဲဆောင်နိုင်စွမ်းရှိလာတဲ့သူနဲ့ပီတိဖြတ်လိုက်ပါနင်းနီဣသရေလတိုင်းပြည်မှာကပန်းရိုင်းလေးများဟာတမိုင်းနဲ့အမှတ်တရရဲနဲ့ရှိပြီးကျမ်းစာမှာရောရှိကြလှတဲ့အနုပညာရောနိုင်ငံရဲ့အထိတ်မှန်နည်းနဲ့ရောပါပဲပထမဖျားကျောင်းကာလတုန်းကတော့ဆောလမွန်တည်ခဲ့သောဖျားအဲ့ဒီဖျားကျောင်းကအခုတော့Temple Mount မွတ်စလင်ဖျားကျောင်းမှာပန်းလက်ရများကိုအထူးအသုံးပြုပြီးဖျားကိုဆင့်ချဲတတ်ထားပါတယ်မော်ဒန်စီလိုအမည်ရတဲ့ဆေးဖို့အသုံးပြုထားတဲ့ဘေးစင်အကြီးကြီးမှာလီလီပန်းများပါရှိတဲ့ဆိုတာကိုFirst King 2:23-26နဲ့ Second Chronicles 4:5မှာဖော်ပြထားပါတယ်ကျမ်းစာစာအုပ်ပါရှင်ရှားဘတ်ဆိုတာဟာဂျူးလူမျိုးတွေရဲ့အာဏာရက်လေးပါ6ရက်ကြာကျင်းပတဲ့ပွဲတော်ဖြစ်ပြီးဟီဘရုပြက္ခဒိန်လရှီဗန်မှာပါအဲ့ဒီပွဲတော်ကိုပန်းများရဲ့အစိမ်းရောင်ရွက်များရဲ့နဲ့ပြင်ဆင်ပြီးစင်နိုင်တောင်ရဲ့ပန်းများကိုဆွဲပြုထားတာပါနင်းကတစ်စက်မှရှိတဲ့တောင်မှာနှင်းပန်းလေးများဟာရာစုနှစ်ပေါင်းများစွာကတည်းကသမိုင်းအရာကိုဘီယမင်းတရားကြီးဆောလမွန်ရည်ရွယ်ကောင်းရည်ရွယ်ပါလိမ့်မယ်အဲ့ဒါကတော့ Black Tulip of the Gili ပါကျန်စာကတော့ဆောင်းတော့ဆောလမွန် Lily of the Valley နဲ့ Rose of Sharon မရည်ရွယ်ထားတဲ့ပန်းကြီးwine flowers ညာပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်မင်းတို့ wine တောက်ကြမယ်လို့တွေးမိကြသလား Black Tulip နဲ့ရောင်နှင်းပန်းလို့နာမည်ရတဲ့ wine ကိုTulip wine ထုတ်လုပ်သူကပြုလုပ်ပြီးအပါဂေလီဒေတာမှာပါဂျာတာကတော့တော်တော်ကိုရှိပါတယ်နီနီဦးပုဂ္ဂလိကဥတီတနာဆရန်ပြုစုသူနီနီ NGO ပတကဖီပက်ထရွန်နာယကထူးကျေးဇူးတင်ပါတယ်အားလုံးကျမထူးချစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်